ညာဘက်အိတ်ခါနေတိုင်းငါအဲ့ဒီတုန်းကအဲ့ဒီလိုမပြောလိုက်တဲ့ဘူးဆိုပြီးနောင်တရတာမျိုးဒါမှမဟုတ်မနှက်ဖြန်ဖြစ်လာမဲ့ကိစ္စတစ်ခုအတွက်အဆိုးဆုံးတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုပြီးကြိုတင်ပူပန်နေတတ်ပါသလားသင်တရားထဲမဟုတ်ပါဘူးဒါကို overthinking လို့ခေါ်ပါတယ်လူတော်များများကဒါကိုစဉ်းစားချင့်ချိန်တာလို့ထင်ကြပေမဲ့တကယ်တော့ဒါဟာစိတ်ပညာအရာကြားမာတဲ့စဉ်းစားမှုမဟုတ်ပါဘူးဒီနေ့ဗီဒီယိုမှာတော့အတွေးလွန်တတ်သူတွေရဲ့စိတ်ပညာဘာကြောင့်အတွေးလွန်ရတာလဲဆိုတဲ့အကြောင်းရင်းတွေနဲ့ဒါကိုဘယ်လိုထိန်းချုပ်မလဲဆိုတာတွေကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တနေ့တာမှာအတွေးပေါင်း6000ကျော်လောက်တွေးကြပါတယ်ဒါပေမဲ့ overthinking ဆိုတာကတော့ရိုးရိုးစဉ်းစားတာထက်ပိုပါတယ်ဒါဟာအတွေးတစ်ခုတည်းမှတဝဲလဲလဲဖြစ်နေပြီးရှေ့ဆက်မရတော့ပဲစိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုကိုပေးတဲ့ဖြစ်စဉ်မှာစိတ်ပညာအရာဒါကိုအဓိကအစိတ်ပိုင်းနှစ်ခုနဲ့ခွဲခြားနားလည်နိုင်ပါတယ်ပထမတစ်ခုက rumination လို့ခေါ်တဲ့အတိတ်ကိုပြန်ရစ်တာပါဒါဟာနွားတွေမျက်ကိုပြန်ထုတ်ပြီးဝါးသလိုမျိုးပါပဲပြီးခဲ့တဲ့အမှားတွေရှက်စရာအဖြစ်အပျက်တွေကိုတယောက်ယောက်ကပြောလိုက်တဲ့စကားတစ်ခွန်းကိုပဲခေါင်းထဲမှာ record အဟောင်းကြီးကိုထက်ခါတလဲလဲဖွင့်နေတာမျိုးပါငါအဲ့ဒီတုန်းကဒါကိုမပြောလိုက်မိရင်ကောင်းမှာသူကငါ့ကိုဘာကြောင့်ဒီလိုကြည်တာလဲငါ့ကိုအထင်သေးသွားတာလားဒီလိုအတွေးမျိုးတွေဟာတင့်ကိုနောင်တနဲ့အဖြစ်စီစိတ်တွေထဲမှာပဲပိတ်မိနေစီပါတယ်ဒုတိယတစ်ခုကတော့ worrying လို့ခေါ်တဲ့အနာဂတ်အတွက်ကြိုတင်ပူပန်ခြင်းပါဒါကတော့တကယ်လို့ဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းနဲ့စတင်ပါတယ်တကယ်လို့ငါအလို့ထုတ်ခံရရင်ဘယ်လိုလုပ်မလဲတကယ်လို့ငါရဲ့တင်ဆက်မှုကအဆင်မပြေခဲ့ရင်ဘယ်လိုလုပ်မလဲဒီနေရာမှာ overthinker တွေဟာအကောင်းဆုံးဖြစ်နိုင်ခြေထက်အဆိုးဆုံးဖြစ်နိုင်ခြေကိုပဲပုံကြီးချဲ့ပြီးတွေးတတ်ကြပါတယ် overthinking နဲ့ကျမ်းမာတဲ့ပြဿနာဖြေရှင်းမှုဘာကွာသလဲဒါကအရန်အေးကြီးပါတယ်လူတော်များများကငါအများကြီးတွေးနေတာဟာအဖြေရှာနေတာပဲလို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တော့မတူပါဘူးပြဿနာဖြေရှင်းတဲ့သူကအချင်းကြီးကတော့ဒီလိုထင်နေပြီငါဘာလုပ်နိုင်မလဲဆိုတဲ့ solution ကိုရှာပါတယ်အတွေးလွန်တဲ့သူကတော့ဒါကြီးကဘာလို့ဖြစ်ရတာလဲငါဘာလို့ဒီလောက်ညံ့ရတာလဲနောက်လေဒီလိုပဲဖြစ်ဦးမလားဆိုတဲ့မေးခွန်းတွေထဲမှာပဲပတ်ချလည်နေပြီးဘာမှလက်တွေမလုံနိုင်ပဲ swan entry ကုန်ခန့်နေတတ်ပါတယ်ဒါကြောင့် overthinking ဟာတင့်ကိုအဖြေစီပို့ပေးတာမဟုတ်ပဲတင့်ကိုစိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေနဲ့စိတ်ထက်ကြခြင်းစီကိုပဲတွန်းပို့နေတဲ့စိတ်ရဲ့ထောင်ချောက်တစ်ခုဖြစ်ပါတယ်လူတစ်ယောက်ဟာဘာကြောင့်ဒီလောက်တောင်တွေးနေရတာလဲဒါဟာအကျင့်တစ်ခုတသက်ပဲလားတကယ်တော့ဒါဟာကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာတိဆောက်ပုံနဲ့ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကြောင့်ဖြစ်ပါတယ်အဓိကအကြောင်းရင်း၄ချက်ကိုကြည့်ရအောင်နံပါတ်1လုံခြုံမှုရှိတယ်လို့မှားယွင်းစွာယုံကြည်ခြင်းကျွန်တော်တို့ရဲ့စိတ်ဟာမသေးချာမရေရာမှုတွေကိုအယမ်းကြောက်ပါတယ်တခုခုကိုအခါအထက်တွေးနေခြင်းအပြင်ငါအဖြေရှာနေတာငါပြင်ဆင်နေတာဆိုတဲ့ခံစားချက်မျိုးပေးတတ်ပါတယ်တကယ်တော့ဒါဟာစိုးရင်စိတ်ကိုပြင်ဆင်မှုလို့အမိတက်ပြီးကိုလှည့်စားနေတာပါအဆိုးဆုံးတွေကိုငါအများကြီးကြိုတွေးထားရင်တကယ်ဖြစ်လာတဲ့အခါငါမနာကျင်တော့ဘူးလို့ဦးနောက်ကထင်နေတတ်ပေမဲ့လက်တွေ့မှာတော့မဖြစ်လာသေးတဲ့ကိစ္စအတွက်အခုကတည်းကကြိုတင်ပြီးနာကျင်ခံစားနေရတာပဲအဖတ်တင်ပါနံပါတ်2ပြီးပြည့်စုံလို့စိတ်လွန်ကဲခြင်းအမားလုံးဝမရှိရဘူးလို့ကိုတတ်မှတ်ထားတဲ့သူတွေဟာအတွေးလွန်ဖို့ရာခိုင်နှုန်းပိုများပါတယ်ဆုံးဖြတ်ချက်အသေးလေးတစ်ခုချဖို့တောင်မှဖြစ်လာနိုင်သမျှအကျိုးဆက်တွေကိုအကုန်တွေးတောနေကြပါတယ်ဒီထက်ကောင်းတဲ့ရွေးချယ်မှုရှိအောင်မလားဆိုတဲ့တန်တရားကသူတို့ကိုရှေ့ဆက်မတိုးနိုင်အောင်လုပ်ထားပါတယ်အမားလုံးမိမာကိုအယမ်းကြောက်တဲ့အတွက်ကြောင့်အမားမလုံအောင်တွေးမယ်ဆိုရင်လည်းအတွေးတန်တရားထဲမှာတင်နှိမ့်မွန်းသွားရတာပါနံပါတ်3ငယ်ဘဝအတွေးကြုံနဲ့ကာကွယ်မှုရင်တရားစိတ်ပညာရှင်တွေရဲ့အဆိုအရငယ်စဉ်ကအယမ်းစီးကမ်းကြီးတဲ့ပဝန်းကျင်မှာကြည်ပင်းခဲ့ရသူတွေဒါမှမဟုတ်ခံမရခဲ့တဲ့အခြေအနေတွေဥပမာမိဘတွေကခဏစိတ်ဆိုးတတ်တာမျိုးကြုံခဲ့ရသူတွေဟာ overthinking ဖြစ်ဖို့ပိုနီးစပ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာတစ်ဖက်လူရဲ့စိတ်အခြေအနေကိုကြိုတင်ခံမှန်းဖို့အမှားမလုပ်မိဖို့အတွက်အမြဲတမ်းနိုးကြာစောင့်ကြည့်တွေးတောနေရတဲ့အလေးထားပါလာလို့ပဲဖြစ်ပါတယ်။ဒါဟာအန်တီယေကနေလွတ်အောင်ကြိုတင်တွေးတောရတဲ့ survival mechanism ရှင်သန်ရေးနည်းလမ်းတစ်ခုဖြစ်ခဲ့တာပါ။နံပါတ်4အုံနောက်ရဲ့အာယုံစိုက်မှုပုံစံဒါကို negative bias လို့ခေါ်ပါတယ်လူအုံနောက်ဟာအကောင်းထက်အဆိုးကိုပိုမှတ်မိဖို့နဲ့ပိုအာယုံစိုက်ဖို့ဒီဇိုင်းထုတ်ထားတာပါရှေးခေတ်တုန်းကတော့ဒါဟာတောရိုင်ဒရင်ဆန်ရဲ့အန်ဒီယေကနေလွတ်ဖို့အသုံးဝင်နေပေမဲ့အခုခေတ်မှာတော့တငယ်ချင်းတယောက်ကပြန်မဖြေတဲ့ message လိုမျိုးကိစ္စအသေးလေးတွေကိုတောင်ငါ့ကိုသူမခင်တော့ဘူးလားဆိုတဲ့အဆိုးမြင်ဘက်ကိုတွန်းပို့ပြီးအတွေးလွန်စေတာဖြစ်ပါရဲ့ဒါကြောင့်သင်ဟာအတွေးလွန်နေတယ်ဆိုရင်
ဒါဟာတင့်ရဲ့ညံ့ဖျင်းမှုကြောင့်မဟုတ်ပဲတင့်အုံနောက်ကတင့်ကိုအန်ဒီယေကနေကာကွယ်ဖို့ကြိုးစားနေတဲ့အလွန်အကျွံတုံ့ပြန်မှုတစ်ခုဖြစ်နေတယ်ဆိုတာနားလည်ဖို့လိုအပ်ပါတယ် အတွေးလွန်တာကိုရပ်တန့်ဖို့နီးလန်းကောင်းအချို့ရှိပါတယ်နံပါတ်1 awareness တတိပြုပါသင်အတွေးလွန်နေပြီဆိုတာကိုကိုသိအောင်လုပ်ပါအော်ငါအတွေးတန်တရားတဲ့ရောက်နေပြန်ပြီလို့အတိအမှပြုလိုက်တာကတင်စွမ်းနာတစ်ခုပါနံပါတ်2 the 5-minute rule တွေးချင်ရင်အချိန်သတ်မှတ်လိုက်ပါ9မိနစ်ပဲအားရပါရတွေးမယ်ပြီးရင်ရပ်မယ်ဆိုတဲ့ကန့်သက်ချက်ထားပါနံပါတ်3 action လုပ်ဆောင်ပါအတွေးတွေကိုရပ်ဖို့အကောင်းဆုံးနည်းလမ်းကတစ်ခုခုထားလို့မိုက်တာပါအခန်းရှင်းတာလမ်းလျှောက်တာဒါမှမဟုတ်စာရေးတာမျိုးကအုံနောက်ကိုတခြားဘက်ရောက်သွားစေပါတယ်နံပါတ်4 mindfulness ဖြစ်စော်ပံမှာနေပါအသက်ရှူတာကိုအာယုံစိုက်ပါအခုလက်ရှိရောက်နေတဲ့နေရာအခုကြားနေရတဲ့အတန်တွေကိုပဲအာယုံစိုက်ပြီးအတိတ်နဲ့အနာဂတ်ကနေပြန်လာခဲ့ပါအတွေးလွန်တာဟာအကျင့်တစ်ခုလိုဖြစ်နေနိုင်ပေမဲ့လေ့ကျင့်ရင်ပြုတ်ပြင်လို့ရပါတယ်သင်ရဲ့အတွေးတွေဟာတင်မဟုတ်ပါဘူးအတွေးတွေဆိုတာမိုးကုတ်စပိုင်းမှာဖြတ်ပြေးနေတဲ့တိမ်တွေလိုပါပဲသူတို့ကိုဖမ်းဆုပ်မထားပဲဒီအတိုင်းစွတ်ပေးလိုက်ဖို့သင်ယူကြည့်ပါဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ပညာဆိုင်ရာအကြောင်းအရာတွေကိုသိချင်နေဆိုရင်တော့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲစိတ်အေးချမ်းကြပါစေ